အားလုံးပဲမင်္ဂလာပါ ATHFC မှာနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်မှာရှင်မြန်ကစားတော့ဖို့ရှိတဲ့ English Premier League ပွဲစဉ် weekend ပွဲစဉ်တွေထဲမှာအကောင်းဆုံးပွဲလို့ပြောလို့ရတဲ့ဒီ Tottenham Hotspur တဲ့နဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်လေးအကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာပွဲကြိုသုံးသက်ချက်အနေနဲ့လုပ်ပြီးသွားကြပါတယ်ခင်ဗျာဒီပွဲစဉ်အကြောင်းကိုမပြောခင်ကျွန်တော်နှစ်သင်းလုံးရဲ့ဒီဒဏ်ရာလူစီးရင်နဲ့ပွဲပယ်လူစီးကိုတစ်ချက်ကြည့်အောင်ဗျာစပါးသင်းမှာဆိုလို့ရှိရင်ကျွန်တော်ဘဆူမာဆိုလန်ကီတို့ Dragusin, Kulusevski ပြီးတော့ James Maddison, Ben Davies တို့ပြီးတော့ Udogie ပါဖို့မပါဘူးပေါ့နော်ဒီ Romero ကတော့မတေးကြဘူးဒါပေမဲ့မပါဖို့တော့များတယ်Chelsea သင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်အဓိကသမားဖြစ်တဲ့ကိုပါမာပြီးတော့ Levi Colwill ပြီးတော့နှစ်ဝါတနီထိထားပြီးတော့ suspended ဖြစ်နေတဲ့တိုက်စစ်မှုလီယန်ဒီလက်တို့ပြီးတော့ Badashi တို့မပါဘူးပေါ့နော်အဲ့တော့နှစ်သင်းလုံးကဒဏ်ရာကစားသမားပွဲပဲကစားသမားများနေတဲ့စူးသီးတယ်အောင်နှစ်သင်းလုံးကလူစင်းရဒီပွဲတွေကိုအကောင်းဆုံးရှင်မြန်ကစားဖို့လုံလောက်တယ်လို့ကျွန်တော်ထင်ပါတယ်တခုပဲ Chelsea သင်းမှာကခံစစ်ကတော့အနေငယ်လေးအားနေနေတယ်ပေါ့နော်ဒီပွဲမှာဖြစ်နိုင်မဲ့လူစင်းရောပေါ့နော်ကျွန်တော်ထင်တဲ့ဖြစ်နိုင်မဲ့လူစင်းလေးကိုနည်းနည်းလေးပြပြချင်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်ထင်တာ Chelsea သင်းကိုရင်ပြောရမယ်ဆိုရင် Chelsea သင်းမှာဂိုးသမား Robert Sanchez ပါမယ်စန်နဘက်နှစ်ယောက်ကတော့ Trevor Chalobah နဲ့အချင်ပေါင်ဖြစ်နိုင်တယ်ညာတောင်ပံကိုတော့ညာတောင်ပံနောက်ခံလို့တော့ကျွန်တော်မာလိုဂူစတိုသုံးတယ်ဘယ်ဘက်မှာကိုကိုရဲလာပါမယ်ဒီဘက်မှာ Reece James ကိုတော့ဒီကွင်းလေတက်ထောက်ပြီးစော့ခိုင်းမယ်ထင်တယ်Moises Caicedo နဲ့တွဲပြီးတော့เนาะMoises Caicedo ပါမယ်ပြီးတော့ Reece James ပါမယ်နံပါတ်10ရိုးနေရာမှာဆိုလို့ရှိရင် Enzo Fernandez ကိုသုံးပြီးတော့ညာဘက်မှာဆိုလို့ရှိရင်တော့ Pedro Neto ဖြစ်လိမ့်မယ်ဘယ်ဘက်မှာတော့ကျွန်တော်ထင်တာကတော့သူ Gittins ကိုမသုံးမနဲ့ဒီအလန်ဒိုကာနာချိုပဲသုံးလိမ့်မယ်တိုက်စစ်မှာတော့ကျွန်တော်ထင်တယ်ဒီဂျောင်းဘက်ဒရိုပါမယ်ပေါ့စပါးအသင်းမှာဆိုလို့ရှိရင်တော့ကိုသမားဗစ်ကာရီယိုပြန်ပါမယ်ပြီးတော့မီကီဗန်ဒီဗန်စ်ပါလိမ့်မယ်ရိုမဲရိုကမတေးကြဘူးဖြစ်တဲ့အတွက်ကျွန်တော်ထင်တယ်ဒီကီဗင်တန်ဆိုဖြစ်မယ်ညာဘက်မှာဆိုလို့ရှိရင်တော့ပက်ဒရိုပိုလိုဖြစ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင် Digit Spence ဖြစ်လိမ့်မယ်ပေါ့နော်ကွဲလေအထိုင်ကတော့ကျွန်တော်ထင်တယ် Rodrigo Batanka နဲ့ဂျောင်းပေါ်လီညာထိုင်မယ်သူတို့ကွဲလေကတော်တော်တောင်းတယ်လို့ပြောလို့ရတယ်နံပါတ်10ရိုးနေရာမှာဇာဗီဆိုင်မွန်ပါပြီးတော့ဒီညာဘက်မှာတော့မိုဟာမက်ခူဒုစ်ဖြစ်ပြီးတော့တိုက်စစ်ထောင်ကတော့ကိုလိုမွာလီပဲသုံးမလားမသိဘူးเนาะဒီဘယ်ဘက်မှာကBrandon Johnson သုံးမလားမပြောတတ်ဘူးမတေးကြဘူးပေါ့เนาะဒါပေမဲ့ကျွန်တော်ထင်တော့ Brandon Johnson ပဲသုံးလိမ့်မယ်ထင်တယ်နှစ်သင်းလုံးရဲ့ဒီထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရမယ်ဆိုရင်တော့ Chelsea သင်းကစပါးသင်းကိုတာတယ်လို့ပြောလို့ရတယ်စပါးသင်းရဲ့ကွင်းမှာရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်ပေါ့နော်ပွဲတော်တော်များများမှာ Chelsea ကအတာရတာတယ်ဥပမာကျွန်တော်ပြီးခဲ့တဲ့နှစ်2024-25ရာသီမှာဆိုရင်စပါးကွင်းမှာ Chelsea က 4-3 ဆိုတဲ့ရလဒ်နဲ့နိုင်တယ်ရှစ်တနေ့2023-24ရာသီမှာဆိုလို့ရှိရင် Chelsea ကစပါးကွင်းမှာ 1-4 ဆိုတဲ့ရလဒ်နဲ့နိုင်တယ်အဲ့ရှစ်တစ်နှစ်မှာဆိုလို့ရှိရင်တော့ဒီ2022-23ရာသီမှာဆိုလို့ရှိရင်စပါးက 2-0 နဲ့နိုင်ထားတယ်သူတို့ကွဲမှာပဲEFL Cup ဒီ2021-22ရာသီစပါးအသင်းရဲ့ကွဲမှာကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Chelsea က 1-0 နဲ့ပြောချင်တာစပါးအသင်းရဲ့ကွင်းမှာကန်သည့်တိုင်အောင် Chelsea ကစပါးအသင်းကိုပြက်ပြက်တသားအသာရရှိထားတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့နောက်ဆုံးတွေ့ခဲ့တဲ့ပွဲဆိုရင်ဂိုးရမ်းမြူးတယ်ကျွန်တော်ထင်တယ်ဒီပွဲမှာလည်းနှစ်သင်းလုံးကတိုက်စစ်ကစားသမားတွေကဂိုးသွင်းချေရှိတယ်နောက်တန်းကလည်းနှစ်သင်းလုံးကအဓိကသားသမားအချို့လွဲလာတာဖြစ်တဲ့အတွက်ကျွန်တော်ထင်တယ်နောက်တန်းကနှစ်သင်းလုံးအတွက် solid အရင်မဖြစ်ဘူးလို့ထင်တယ်အဲ့တော့ဂိုးလည်းပေးရလိမ့်မယ်ဂိုးမြူးလိမ့်မယ်လို့ထင်တယ်ဒီပွဲပေါ့နော်အနိုင်ရလက်အနေနဲ့သုံးသက်မယ်စဉ်းစားမယ်ဆိုရင်တော့လက်ရှိနောက်ဆုံးဒီ current form ကိုပြန်ကြည့်ရမယ်ပေါ့နော် currentဒီနောက်ဆုံးဒီ9ပွဲကစားခဲ့တဲ့ form ရဆိုစပါးအသင်းကခြေကမစိုးဘူးလို့ပြောလို့ရတယ်နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်2ပွဲတည်2ပွဲနိုင်2ပွဲရှုံး Chelsea အသင်းကကြတော့ကျွန်တော်နောက်ဆုံး9ပွဲမှာ3ပွဲရှုံး2ပွဲနိုင်အဲ့တော့စပါးအသင်းရဲ့တည်ပွဲတွေမှာဆိုလို့ရှိရင်သူတို့ကဒီအဝေးကွင်းမှာပေါ့နော်ဝေးကွင်းမှာသူတို့ Brighton ကိုတည်ကြတယ်ပြီးတော့အိမ်ကွင်းမှာ Wolves ကိုတည်ကြတယ်သူတို့နိုင်တဲ့ပွဲမှာဆိုလို့ရှိရင် Leeds ကိုအဝေးကွင်းမှာ 2-1 နဲ့နိုင်တယ်ပြီးတော့အဲ့ပွဲပြီးနောက်တစ်ပွဲမှာဆိုလို့ရှိရင်အိမ်ကွင်းမှာပဲ Aston Villa ကို 2-1 နဲ့ရှုံးတယ်နောက်ဆုံးကစားတဲ့ပွဲမှာတော့ Everton ကိုအဝေးကွင်းမှာ 3-0 နဲ့ပြတ်ပြတ်သားသားနိုင်တယ်ပေါ့နော် Chelsea တဲ့ဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Chelsea က Manchester United ကိုအဝေးကွင်းမှာ 2-1 နဲ့ရှုံးတယ်ပြီးတော့ Brighton ကိုအိမ်ကွင်းမှာ 3-1 နဲ့ရှုံးတယ်
သူတို့နိုင်ငံနှစ်ပွဲမှာဆိုလို့ရှိရင်လီဗာပူးကိုသူတို့ရဲ့ဒီချက်စီကွင်းမှာ2-1နဲ့နိုင်ပြီးတော့ Nottingham Forest ကိုအဝေးကွင်းမှာ3-0နဲ့နိုင်တယ်ဆန်ဒါလန်တင်းကိုနောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့မထင်မဲ့တဲ့ရလဒ်နဲ့အိမ်ကွင်းမှာချက်စီတို့2-2နဲ့ရှုံးသွားတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်စပါးတင်းကလည်းသူတို့ရှုံးခဲ့တဲ့ဒီပွဲကသူတို့အိမ်ကွင်းမှာဖြစ်နေတာအိမ်ကွင်းမှာဆိုဗီလာကို2-1နဲ့ရှုံးတယ်ချက်စီကကြတော့အဝေးကွင်းမှာ Forest ဆိုအသင်းကိုလည်းဂိုးပြတ်နိုင်တာတယ်ပေါ့နော်အဲ့တော့ပြောချင်တာနှစ်သင်းလုံးကအိမ်ကွင်းဝေးကွင်းဘယ်သူအားတာတယ်ဘယ်သူအားနေတယ်လို့ပြောရနေနဲ့ခက်တယ်ဒါပေမဲ့ဒီဘက်ကစပါးသင်းရဲ့ကွင်းဖြစ်နေတယ်စပါးသင်းရဲ့ကွင်းမှာကစားမှာဖြစ်တဲ့စပါးသင်းနေနဲ့အနည်းငယ်တော့တာတယ်လို့တော့ကျွန်တော်လက်ရှိ form မှာရသုံးသက်ချင်တယ်ပေါ့နော်အနိုင်လို့ရှိရင်တော့ကျွန်တော်ကစပါးကိုပို့ပြီးတော့ယုံကြည်တယ်ဒါပေမဲ့ချက်စီးသင်းနိုင်သွားမယ်ဆိုလို့ရှိရင်အံ့ဩစရာတော့မရှိဘူးတရေကြမယ်ဆိုလို့ရှိရင်လည်းကြာသွားနိုင်တယ်ဒါပေမဲ့နှစ်သိန်းပေါင်းသွင်းကိုကတော့သုံးအထက်ဖြစ်ဖို့များတယ်ပေါ့နော်အဲ့တော့စပါးသင်းနေနိုင်မယ်ဆိုရင်2-1ဒါမှမဟုတ်လည်း1-1-2-2 3-2 2-3အဲ့လိုမျိုးပေါ့တကူကုရှင်ဒါမှမဟုတ်ရှင်နှစ်ကူကုရှင်တော့နဲ့နိုင်သွားနိုင်တယ်စပါးသင်းကချက်စီးနိုင်သွားမယ်ဆိုလည်းအံ့ဩစရာတော့မရှိဘူးပြည်သက်တွေအနေနဲ့ဒီပွဲမှာရလက်ဘယ်လိုပုံစံမျိုးထွက်ပေါ်လာမလဲဆိုတာကိုpredict လုပ်ပေးကြပါဦး comment section လေးတွေမှာဝင်ရောက်ဆွေးနွေးပြကြပါဦးလို့တောင်းဆိုရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာဆုံးသတ်လိုက်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာ